ခါမှပေါ့နော်ဗတိမာဒီလို line ပေါ်ဒီမှာတက်ပြောလို့မရှိပါဘူးပေါ့နော်ဘသူ့ဟိုမှာလည်းအဲ့လိုတွေ line ပေါ်မှာတက်ပြီးတော့တန်းရှိချပြီးဘသူ့ဟိုမှာလည်းမပြောပါဘူးအတန်းရှိချပြီးမပြောပါဘူးပေါ့နော်ကိုကကိုပဲဈေးရောက်နေကိုကပဲအခုကတော့ပြောပြရစီရှင်ကိုကိစ္စပါကိုပေါ့နော်အဲ့ကြောင့်မို့အခုဘသူဟိုမှာမယုံကြည်ပါနဲ့ရှင်ဘသူဟိုမှာဘာပဲလုပ်လို့ပေါ့နော်မယုံကြည်ပါနဲ့ကိုခံလိုက်ရတော့ပါကိုခံလိုက်ရပါဘလို့ခံရလဲဆိုရင်ပြမယ်နော်ဘလို့ခံလိုက်ရဆိုကျွန်တော်တို့မန္တလေးမှာပေါ့နော်ဆိုင်ဖွင့်ဖို့တဲ့ဆိုပြီး4လပိုင်း29ရက်နေ့ကဗတိမတို့ဆိုင်ခန်းမှာစာချုပ်လိုက်တယ်အဲ့မှာပေါ့နော်အမားတို့ဆိုင်ခန်းငါးကစရံပေါ့နော်စရံချတာပေါ့နော်သူတို့မရွှေ့ရသေးတော့ဆိုင်ဖွင့်မယ်ပေါ့တကယ်နေရာကောင်းဆိုပြီးကိုကလည်းဈေးတယ်ဆိုတကယ်နေရာကောင်းဆိုပြီးပေါ့နော်4လပိုင်း29ရက်နေ့မှာစရံသွားချပေါ့စရံဆိုတော့ကိုက330လောက်ပဲမှတ်တော့ပေါ့330လောက်ပဲအဲ့နဲ့ယူသွားပြောညီမလေးရေ30နဲ့မလုပ်ပါနဲ့တဲ့အမတို့ကဟိုဘက်မှာဝယ်လဲဝယ်မပြင်းငိုင်းလဲငါမတို့စရံ100ချပေးပါဆိုတော့အော်ဟုတ်လို့မလို့အဲ့ဆိုလို့စရံ100လို့ချလိုက်မယ်ဆိုကျမတို့ KB တွေဘာတို့ထုတ်ကြပြီးပေါ့နော်အဲ့နေ4လပိုင်း29ရက်မှာစရံချပေးလာရောအဲ့ဒီမှာရောစရံချပေးပြီးတော့အမားလို့ကျွန်တော်တို့လို့တိုင်းစာချင်းနဲ့ကျွန်တော်တို့လို့ခေါ်လူကြီးဟိုပါပေါ့နော်ခေါ်ညီမတို့ဒီဘက်ကနေရခေါ်ရမယ်ဆိုညီမလေးတဲ့ခေါ်နဲ့လေးတဲ့ချင်းမဲ့တယောက်နဲ့တယောက်ယုံကြည်မှုပဲလေးတဲ့အမနဲ့ညီမလေးပဲစာချုပ်ချုပ်အောင်နဲ့အဲ့ဆိုတော့အမရဲ့လို့ညီမလေးကအကြေတဲ့ခါကြရင်တော့ညီမလေးတို့လို့ဒီဘက်ကပေါ့နော်ရမိရဖတွေနဲ့ပေါ့နော်ညီမလေးရဲ့ရှိနေနေအမအကြေတော့ညီမလေးခေါ်မယ်ညီမလေးဘက်ကတဲ့ခေါ်နိုင်ခေါ်လေးတဲ့ဆိုတော့ရတယ်မလို့ညီမလေးဘက်ကခေါ်တယ်ဗါလဲညီမလေးကဒီဘက်မှာလို့စိုင်ဖွင့်မှာဆိုတဲ့ကြောင့်မို့လို့ကိုကရမိရဖတွေလည်းတိထားမှရမှာလို့ဆို၄လပိုင်း29ရက်မှာစရံချပြီးတော့နော်သူယုံကြည်ကိုမိအဲ့တော့အဲ့မှာဘလို့ပြောရမလဲတော့ညီမလေးတဲ့အမဆိုင်ပေါ်မှာတက်ကြရတယ်ညီမလေးဟိုတလနေတဲ့10ရက်ပဲနေတဲ့ကျန်တဲ့ဟာညီမလေးဝမ်ဖြူစုနဲ့အမပြန်ပေးမှာအဲ့လိုတွေတော့အပြောပေါ့နော်ပြောတာပေါ့အဲ့ဒီမှာချိုးနေတာပဲအဲ့လိုလေးပေါ့ညီမလေးအမဆိုင်မှာ10ရက်ပဲတက်နေလို့နောက်မနေရဘူးဆိုအမပြန်ပေးမှာဒါပေမဲ့အဓိကနှုတ်တရားစာတလုံးတိတ်မှန်တယ်သိလားကိုကလေစာချုပ်သာချုပ်လိုက်တယ်အဲ့ဒါတွေမှာစာချုပ်သာချုပ်လိုက်တယ်ရှင်းနေမပါဘူးရမိရဖမပါရကြမို့ပေါ့နော်တကယ်ဖြစ်တော့ကြတော့အခက်တွေ့ပြီးဒုက္ခရောက်ပါတယ်အဲ့ဒါဘောကမှာပေါ့တခါမှအဲ့လိုတွေလေသင်ငန်းစာရလိုက်တာပါကျေးဇူးတင်ပါတယ်ရှင်ဘာလို့လဲဆိုကိုယ်နဲ့ပေါ့နော်ကိုယ်နဲ့လည်းပုံစံကြီးကလေးစားအားကြတဲ့ပုံစံလည်းဖြစ်နေရပေါ့နော်ပညာတတ်ဆိုတော့ကြတော့ကိုယ်နဲ့ဆိုပညာတွေအများကြီးတက်တယ်လေတက်တော့ကြတော့ကိုကယုံကြည်လိုက်တာပေါ့ရှင်အဲ့ဒီမှာယူအဲ့နဲ့4လပိုင်း29ရက်နေ့စရံတက်လိုက်တဲ့အောင်ကျမတို့သူက9လပိုင်း29ညီမလေးရဲ့9လပိုင်း29နဲ့ပတ်စံချင်းအမားလို့6လပိုင်း1ရက်နေ့မှာလို့အမားတို့ကရွှေ့ပြီးတော့မှအပြီးညီမလေးစာချုပ်ထဲမှာ6လပိုင်း1ရက်နေ့မှာလို့ပတ်စံချေရမှာလေလို့အမားလို့ဆိုဖြစ်ချင်တော့9လပိုင်း28ရက်မှာအဲ့ဒီအိမ်ဆိုင်ကန်ဖြတ်ရတာရှင်တရက်မှမနေရသေးဘူးနော်ဘသူမှလည်းမှန်လည်းပြောပြအပိုင်းစုံပဲ9လပိုင်း28ရက်နေ့မှာအဲ့ဒီမှာရဆိုင်ကန်ဖြတ်ရတော့ကိုက6လပိုင်း1ရက်နေ့မှာဘောင်းဝင်မဖြစ်တော့တဲ့ကြောင့်မို့6လပိုင်း1ရက်နေ့မှာခဏအဲ့နဲ့မနော်အပိုင်းလေးဆက်ပါအောင်မယ်ချင်း6လပိုင်း1ရက်နေ့ရောက်သွား6လပိုင်း1ရက်နေ့ရောက်တော့ကြတော့ဖြတ်တာသူ28ရက်နေ့တည်းဖြတ်တယ်ထင်တယ်အဲ့ဒီမှာတွေကပေါ့နော်အဲ့ဒီမှာနဲ့အဲ့ဦးလေးက6လပိုင်း1ရက်နေ့ရောက်သွားတော့ကြတော့ကိုကကြာလေဘင်းခွဲလို့ဆိုပြီးအဲ့နေရပေါ့နော်လေဘင်းကိစ္စနဲ့စေကန်းသွားခွဲရတဲ့နေတော့မဟုတ်သေးဘူးစေကန်းပြတာပေါ့အဲ့ပြတော့အိမ်ရတငယ်ချင်းနဲ့ပေါ့နော်အမတယောက်နဲ့သွားတယ်အမပေါ့နော်အဲ့မှာနဲ့တငယ်ချင်းနဲ့သွားတော့ကြတော့6လပိုင်း1ရက်နေ့ကျတော့ကျမတို့ရုံးနေရောက်သွားတယ်ပေါ့နော်တငယ်ချင်းတို့နဲ့အဲ့မိုင်းနဲ့ရုံးနေရောက်သွားတယ်ရုံးရောက်သွားကြသူကမဆန်ဘူးသူကပေးမယ်တော့မပြောဘူးရုံရောက်တော့ကြ10ရက်လောက်စောင့်ပါအောင်ဆိုတာနဲ့6လပိုင်း1ရက်ဆိုဒီနေ့ဖတီမတို့6လပိုင်း10ရက်နေ့ကိုရောက်သွားတယ်ရောက်သွားတော့အဲ့ဒါကြောင့်သူပေးမယ်လို့မပြောဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲအဲ့နဲ့ကျမတို့ရုံးကိုရောက်သွားကြတယ်ပေါ့နော်အဲ့ဒီမိုင်းရုံးရောက်သွားတော့ဒီစာချုပ်ဒီကြောက်တော့အဲ့တကယ်တော့အဲ့မာနဲ့လောက်တာမို့အဲ့ဒီဦးလေးကြီးနဲ့လောက်တာပေါ့နော်အဲ့နဲ့ဦးလေးကြီးနဲ့စာချုပ်တော့အဲ့ဆိုအမားမပြောတော့ဘူးဦးလေးကြီးနဲ့ပြောမယ်ဆိုပြီးကျမတို့ရုံးရောက်သွားတော့ဦးလေးသမီးတို့ကဒါဦးလေးဆိုင်မှာတရက်မှမတက်ရသေးဘူးဦးလေးတို့ဖြတ်တာလဲသူတို့ဖြတ်ခံရတာဟုတ်တယ်ဒါပေမဲ့ကျမတို့တရက်မှမတက်ဘူးဦးလေးအဲ့ဒီပတ်စံကိုဘယ်လိုလုပ်ချင်လဲဆိုတော့အဲ့ဦးလေးကလည်းငါတို့ကတဲ့ဖြတ်ခံရတဲ့မို့တဲ့တစ်ချက်မှမပေးနိုင်ဘူးတဲ့ဦးလေးရဲတို့ဒါသမီးတို့ကလို့ရွှေနဲ့စာနဲ့စာထားလေဦးလေးရဲလို့ဦးလေးဘက်ကနေပြေလည်အောင်လို့ငါတူမရေဒီတရားတော့ဦးလေးတို့ကတော့ဒီဘက်မှာတော့ဘောနော်ဒီလိုလေးဖြစ်ခဲ့ရလို့ဦးလေးကိုတော့ဘယ်လိုလေးရှောင်းနေကြောင်းနေရှောက်ပါဦးလေးတို့တစ်လောက်ဘယ်လောက်ပြလိမ့်မယ်ဆိုအဲ့ဆိုတကယ်ကျင်တတ်တယ်တကယ်ပါအဲ့လောက်ဒီဟိုဟာဖြစ်တဲ့ထဲမှာမပါဘူးအဲ့လိုကျင်တယ်အဲ့လိုမဟုတ်သူကလုံးဝမပေးချင်ဘူးလုံးဝမဆက်ချင်ဘူးပေါ့နော်ရုံရောက်တော့လဲ10ရက်နေဦးဒီနေ့10ရက်နေဦးကျမတို့ရုံရောက်တော့အဲ့ဒီတရားအဲ့ဦးလေးလုံးဝမပေးဘူးအပေးဘူးပေါ့နော်အရက်စကားရဆိုရင်ကိုဘက်ကအမပေါ့နော်အဲ့ဒီအမကြီးอ่ะပေါ့နော်အဲ့ဦးလေးမိန်းမအဲ့ဒီအမကြီးကနေပြီးတော့ပေါ့နော်ဟိုနိုင်ငံကျော်ဆယ်လေးတဲ့ဖတီမပဲတဲ့ပတ်စံရှိနေတဲ့ အမားတို့ကတဲ့ဆိုင်ကန်းတွေအများကြီးဖြတ်ရပြီးဒုက္ခရောက်တာလေးတဲ့အမားရဲလို့နိုင်ငံကျော်ဆယ်လေးတဲ့လောက်စားတယ်အချင်းမောင်ပြီးသူကလည်းတဆင်းနဲ့လောက်ရတာကျမတို့ကလည်းချွေးနေသွေးနေလို့အဲ့ဒီပတ်စံအလကားရတာမဟုတ်ဘူးလို့အမားကိုလည်းညီမလေးတို့အတိုးပေးထားတဲ့ပတ်စံလည်းမဟုတ်ဘူးအမားရဲလို့ဒါဒီတိုင်းဆိုင်ကန်းငားမလေးကိုအမားတော်ပြောလို့6လပိုင်းတရက်နေ့ကျမတို့6လပိုင်းတရက်နေ့မှာပြောတော့
ဖြတ်တက20ရှင်နေဖြတ်တာလားဖြတ်တယ်ဒီနေ့6လပိုင်းတရက်နေ့မှာကျမတို့ဘောင်ဝင်6လတရက်နေ့ပြောတော့10ရက်ချင်းလို့ဒီနေ့10ရက်နေ့ဆိုပတ်စံဒါပေးမယ်လို့ပြောတယ်အဲ့ဒီနေ့ကျမမပေးဘူးဆိုပြီးလောက်လိုက်တာပေါ့နော်မပေးဘူးဆိုတော့သူကမပေးဘူးပေါ့ရရဲဦးလေးမပေးဘူးလားဦးလေးပြေးလဲအောင်ကြီးလိုက်ပါဦးလေးရပြောသေးတယ်ဦးလေးမြေးအေးလောင်ကြီးလိုက်ပါဦးလေးကျွန်တော်အဲ့လိုလူငွေးခေါင်းမှမဟုတ်ပါဦးလေးရကျွန်တော်တို့ကလည်းရွှေနဲ့တန်နေမှုငါတို့မိုင်တလားဘလောက်ပြီးဘလောက်လောက်ဦးလေးတို့လည်းဖျက်ရတာဆိုကျင်းနေပါတကယ်တော့သူတော့ကိုယ်နဲ့ဆန့်ရှိရချမ်းသာတယ်သူတို့ကနော်ဒါပေမဲ့ဒါသူတို့ပေါ့နော်မရှိဘူးတော့သူတို့ပြောသူတို့လည်းတိုင်ဖျက်ရဆိုတော့ကိုချင်းစာပါတယ်အဲ့နဲ့ကိုဘက်ကအမားတွေကိုပြောပြရနော်သူမြောက်အပြစ်အဲ့နဲ့ဗတိမာတို့တရားရုံတက်တိုင်ပါတယ်ရှင်ဘာလဲဆိုချွေးနဲ့သွေးနဲ့ရရတဲ့ပတ်စံမှုလို့ပါဟိုဘက်ကပြေးလဲမပြောတဲ့အတွက်ကြောင့်မို့စာကျုံးနဲ့တရားရုံးကိုတက်ပါတယ်တရားရုံးတက်တာတရားရုံးကိုတက်လိုက်ပါတယ်ပေါ့နော်ချွေးနဲ့သွေးနဲ့ကိုရတဲ့ပတ်စံကိုသူတို့ကတမျိုးထင်မှဆိုလို့တကယ်တအားနှမျိုးပါဘာလို့ဆိုပေးဆက်ခဲ့ရတဲ့အရာတွေအများကြီးပဲလေဒီတိုင်းတရားနဲ့လေကိုမှ